နိုတိုက်တတဝါရီရဲ့ထုံးစံတဲ့သူဟာတွေးနွေးတတဝါတကောင်ပါခန္ဓာကိုယ်အပူချိန်ကိုထိမ့်မိဖို့အတွက်သူအစားအစာအများကြီးစားဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒီလိုကျေဖြောပြီးအေးဆက်ရုံနဲ့တောရိုင်းနေမှာအစာရှာဖို့ကမလွယ်ကူလာပါဘူး Wolverines တွေဟာအစာရှာဖို့အတွက်ဒီနေ့ကိုမိုင်90လောက်အထိခီးနှင်ကြရပါတယ်သူ့မှာထူးခြားလွန်းတဲ့အနံ့ခံအယုံတစ်ခုရှိနေပါတယ်အနံ့ခံနိုင်စွမ်းကဘလောက်ကောင်းတယ်လဲဆိုရင်ခဲနေတဲ့အတီးကောင်းဒီကိုတောင်ရှာဖွေနိုင်စွမ်းရှိပါတယ်ဒါကတော့အေးဒဏ်ကြောင့်တေးဆုံးနေတဲ့ကာရီဘူးသမင်တကောင်ပါအရေးသွေးတဲ့အသားတချို့ကိုသူတက်ဆောင်သွားပါတယ်ထူးဆန်းတာကတော့ဒီအထီးဟာအစားအစာတွေကိုဟိုးအဝေးကတနေရာမှာချထားခဲ့ပြီးထွက်ခွာသွားတာပါပဲတကယ်တော့ဒါဟာသူ့ရဲ့အမအတက်ပေးခဲ့တဲ့လက်ဆောင်တစ်ခုပါ Wolverine တွေဟာအရန်ရှုပ်ရွက်တတ်ကြပြီးသူတို့ရဲ့ဒီလိုဂယုစိုက်တတ်တဲ့အမူအရာကိုမြင်တွေ့ရခဲ့ပါတယ်ရက်အနှင်းငယ်အကြာမှာတော့ဒီလိုအစာပို့ပေးတာဟာဘလောက်ထိအရေးပါတယ်လဲဆိုတာသိသာလာပါတယ်နှင်းတွေအောက်ကဂူထဲကနေအမဟာအပြင်ကိုထွက်လာခဲ့ပါပြီ။ပြီးတော့နှုတ်ထက်ခေါင်းလီတစ်ခုထွက်ပေါ်လာပါတယ်။ဒါကတော့3 လသားအရွယ်ဝူဇနင်းပေါင်လေးပါ။နှင်းမြင့်နှပင်အောက်2 မီတာအကွာမှာသူ့ကိုမွေးဖွားပြီးပြုစုစောင့်ရှောက်ခဲ့တာပါ။ဒါဟာသူနှင်းပေါ်ကကဘာကြီးကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းလဲချစ်နိုင်ပါတယ်။အခုဆိုရင်တော့သူဟာသူ့အမေနဲ့အတူအပြင်ထွက်နိုင်လောက်အောင်တန်မာနေပါပြီ။သူတို့သားအမေအတူတူအစာရှာထွက်ကြပါတယ်။ဖခင်ဖြစ်သူရဲ့မေတ္တာနဲ့ကာကွယ်မှုကအေးဆုံးအချိန်ကာလမှာမိသားစုလေးကိုအကောင်းဆုံးတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။